ကောင်လေးတယောက်ဟာရုတ်တရက်ကျွဲတစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့တယ်ဒါပေမဲ့လူတိုင်းကကြောက်လန့်မသွားပဲရေမောနေကြတယ်ထို့နောက်မိန်းကလေးနှစ်ယောက်ရဲ့လက်တွေမှာအမွှေးတောင်တွေပေါက်လာပြီးကြီးကန်းဖြစ်ပြောင်းလဲကမိုးကောင်းကင်တွေကိုပြန်တန်းသွားကြတယ်ဒီကျောင်းမှာရှိတဲ့ကျောင်းသားတိုင်းဟာတိရစ္ဆာန်ဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းအားရှိကြတယ်တချို့ကဝင်ပုတ်လွေလိုအားကောင်းတဲ့တိရစ္ဆာန်တွေဖြစ်နိုင်တယ်လို့တချို့ကယုံသို့မဟုတ်တမင်လိုတာမန်တိရစ္ဆာန်တွေဖြစ်သွားကြတယ်သူတို့ရဲ့ဆရာတော်အေယာမလင်းယုံကြီးအဖြစ်ပြောင်းလဲနိုင်တယ်တနေ့မှာကျောင်းကိုကျောင်းသားအစ်တယောက်ရောက်လာတဲ့လူတိုင်းကသူဘယ်တိရစ္ဆာန်အဖြစ်ပြောင်းမလဲဆိုတာသိချင်နေကြတယ်ရုတ်တရက်သူ့လက်တွေမှာအမွှေးထူထူတွေပေါက်လာပြီးတောင်ကျင်းသည့်အဖြစ်ချက်ချင်းပြောင်းလဲသွားတယ်ဒီမြင်ကွင်းကြောင့်လူတိုင်းအံ့အားသင့်သွားကြတယ်သူ့ရဲ့စွမ်းအားကိုစမ်းသပ်ဖို့ဆရာကဝက်ဝံအဖြစ်ပြောင်းနိုင်တဲ့မိန်းကလေးတယောက်နဲ့တိုက်ခိုက်ခိုင်းတယ်လူတိုင်းကတောင်ကျင်းသေးကပုံမြန်ပြီးအားကောင်းလို့ဝက်ဝံကရှုံးမယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့အချိန်ချင်းတိုက်ပြီးသွားတဲ့နောက်မှာတော့ကောင်လေးကသူမကိုမနိုင်ခဲ့ဘူးသူ့ရဲ့အားနည်းချက်ကြောင့်ဆရာကသူ့ကိုလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်တယ်။နေတိုင်းကောင်လေးဟာတောထဲကိုသွားပြီးလေ့ကျင့်ရတယ်တောင်ကျင်းသေးပုံစံနဲ့ဆရာနောက်လိုက်ကတောအစုံဖျားထိပြေးရတယ်။အဲ့ဒီနေရာကျော်လွန်ရင်လူတွေနေထိုင်တဲ့ရက်ရွာရှိပြီးသူ့ကိုအဲ့ဒီကိုမသွားဖို့တားမြစ်ထားတယ်။တနေ့မှာကောင်လေးအနားယူနေချိန်ဒုံးလက်တစင်းကသူ့အပေါ်မှာပြန်တန်းလာတဲ့မူဆိုးတွေကလည်းခွေးတွေကိုသူ့နောက်လိုက်ခိုင်းလိုက်တဲ့အန်ရကိုမြင်တော့ကောင်လေးကအမြန်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့ရုတ်တရက်သူတတိယသွားတယ်။သူကလူပုံစံကိုပြန်ပြောင်းလို့ရတာပဲချက်ချင်းလူအဖြစ်ပြန်ပြောင်းလိုက်တော့ခွေးတွေတောင်အံ့အားသင့်ပြီးမယုံနိုင်အောင်ဖြစ်သွားခဲ့ပါတယ်ဒီဇက်လန်းကိုကြိုက်ရင်အသေးတွေလိုက်တွေလှုပ်သွားပေးဖို့မမေ့နဲ့တော့ကျေးဇူးတင်ပါတယ်